Galore trekking တသက်နဲ့တကူ trekking သွားဖို့ရရှိအောင် join ဖြစ်တယ်ပေါ့နော်မနက်9 နာရီလောက်မှာကိုတဲတဲ့နေရာလေးစီကိုလာခေါ်ပေးပါတယ်အစောကြီးထားစရာမလိုတော့အဆင်ပြေတာပေါ့တရားလဲလေကိုယ်တိုင်တည်စရာမလိုကားနဲ့ပဲတင်ပေးလိုက်လို့ရတယ်ကိုယ်တိုင်တည်ရမယ်ထင်ပြီးဝက်စားကို short ထဲသွားတော့ဝက်စရာတိတ်မပါသွားဘူးပေါ့နော်တောင်ပေါ်မတက်ခင်ရေအေးကန်မှာအခုလိုမနက်စာကျွေးပါတယ်ဝတ်တချင်ရင်စမူစာတူကျော်ကော်ဖီရှုကင်းလေးရလဲအရန်လှမနက်စာကိုပြူးလေးကြည့်ပြီးစားပေါ့ပြီးရင်ဓာတ်ပုံတွေလည်းတယောက်ချင်းစီစိတ်ချရိုက်ပေးပါတယ်ဘာရီစားနေလဲဒါတော့တာချီလိတ်ကနေတယောက်ထဲလာတဲ့ညီမလေးပါမင်းမစားလဲပြီးတော့တောင်ဆတက်ဖို့ကျမတို့ရဲ့ guide 2 ယောက်မှလိုအပ်သည်များကိုမှာချာအစတော့တတရရပဲပေါ့နော်ကျမရှိတရက်မှာနေမကောင်းဖြစ်တာတော့လူကပင်ပန်းနေတာပေါ့ဒါမှလည်းတက်နိုင်ခဲ့ပါတယ်လမ်းမှာလည်းသူတို့ကခဏခဏကိုနားပေးပါတယ်ဟိုစောင့်ခေါ်ကြတာပေါ့တချို့နေရာတွေကျတော့ဘေးမှာကြောက်တဲ့နေရာတွေရှိရပေါ့နော်အဲ့လိုနေရာတွေကျတော့ဖုန်းထုတ်ပြီးမရိုက်ခဲ့ရဘူးအမှရေတပူးပဲကင်တာတော့ကျတော့ပင်ပန်းလာတာအနားယူရဲတကြားလုံးကျွေးတယ်ပြီးတော့ဓာတ်ပုံတွေလည်းရိုက်ပေးတယ်ခိုက်တရားလဲလေတော်တော်သဘောကောင်းတယ်စိတ်ရှိပြီးတော့ဓာတ်ပုံကိုတေချာရိုက်ပေးကြတာဒီကြောက်လာမယ်နော်အမှထမင်းစားနာမဲ့နေရာကိုတော့မှဆိုတော့အခြေလမ်းတွေတော့နေကြတာပေါ့ဒီမှာတွားကြည့်ဒီမှာရှိအမောပြေ juice လေးအရင်တောက်ကြရတာနော်ဆိုအထုပ်တွေကတော့လေပြောရှင်လေဒါတော့လေဝတ်ချူလို့ရင်ဝတ်ချူပါလေးကြည့်မလားဒါလေးပဲလားနေ့လေသာစုံလင်းနေရောအဲ့ရိုးတွေကိုသူတို့မကျွေးနိုင်ဘူးနော်ဟုတ်သူတို့ကပြီးမှတက်ကျွေးတယ်ဆိုတော့ဒီကောင်ပေးလိုက်ရင်အများကြီးဒါကချင်တန်ပေါင်းနဲ့ချက်သားကြော်ဝါအမ်ဘာအဲ့နော်ကျော်ရစိတ်ဆွဲနဲ့ဒီမောင်နေနဲ့အပူထက်တောင်အခုလိုပန်းလိုက်ကြီးလဲလာချကျွေးပါတယ်အဲ့နဲ့ရိုက်လေအဲ့ဘန်းကင်မရိုက်လေငါတို့မှဘိုင်းနဲ့ဘူးဆွဲညီမလေးရိုက်ပေးညီမလေးကင်ကော်ဖီကလည်း free flow ဆိုတော့ကျမတို့ဖွဲ့ထပ်တော့ကြပါတယ်မဟုတ်တော့ဘူးဒီပွဲရတော့အနားယူပြီးတော့ခရီးထပ်ဆက်ရတာပေါ့နော်အနာကောင်လေးရလဲဟိုလူတွေလာတော့ပွဲရွှင်နေကိုရီဖွဲ့ရလဲမုတ်ကပါမသွားဘူးနောက်တော့မဲ့လူဆိုမုတ်လေးယူသွားဖို့သူ့ကိုကျွေးချင်ကတ်ချတယ်ဟိုတော့မခွေးကိုင်နေကြလို့ဆိုသိတယ်သူခွေးကိုင်နေကြဆိုသိတယ်အလုံးဝတေးသေးလေးဖြစ်အောင်ရေးပြီမှာဘွားနေလဲစိတ်မပေါ်ပေါ်လေးငေးလိုက်တော့မယ်တေးသေးလေးဖြစ်အောင်ရိုက်ပေးဆိုရင်လည်းရိုက်ပေးကျွန်တော်လက်ကြည့်ပြီးပြုံးပြလိုက်မယ်โอเคခရီးတွေဆိုင်နေပဲတောင်ပေါ်ရောက်ပါပြီ Welcome drink က strawberry ဖြစ်လေမင်းသားဆိုင်ကရစ်တွေဆွဲရမင်းသားပြပါတယ်တောင်ပေါ်မှာကမ်လေးတွေကိုလည်းလှလှလေးဆင်ထားတာကြပြဆန်ဆန်လေးပေါ့နော်
ကျမတို့ချိုင် coffee ကလည်း free flow ပဲဒါညကြရင်ချောင်းလေးကို sleeping bag သူတို့ပေးတယ်ဒီညမီးလေးလည်းသူတို့ပဲပေးတာဒါတော့ကျမတို့ညီမနှစ်ယောက်ရဲ့တက်လေးပါတက်နေရလဲမဲနိုင်ပြီးကြာရယူရတာညနေပဲနေဝင်ချိန်လေးပေါ့ဒီနော်ညဘက်ကျမှရိုက်တာ စားမစား ညဘက်ကျတော့မိဘုံပွဲနဲ့ပါဆယ်ဂိမ်းတွေစော်ကြတယ်ညဘာစားချိန်ရောက်ပြီသူတို့တောင်းမမှာချက်ကြတာနော်လက်ရရရှယ်ပဲအငါဟင်းလေးဆိုတော့စားကောင်းတယ် အမေကမှလာမောက်ချင် ဘိုင်းမကောင်းနေတော့မာလာမောက်ချက်တော့မစားခဲ့ရအောင် ပုံပါပြီ နည်းနည်းလေးရလေးပါလေမရတော့ဘူး ဒါကတော့အချိုကြီးချောကလက်ရှိတ်ဒါကတော့အခါကြီး ဒါပါလေ ဟာလေးဘာဝိုင်းလို့ကဲတောင်းမဲ့ပေါ့ ပုံပါ ကိုစီယာလက်ရှိတော့မယ်1 2 3 good စီယာ မနေ့ရောက်တော့နေထွက်ချိန်နဲ့ရှူတင်ညတော့ကလည်းဂျယ်ရီနဲ့ရှူတင်ကိုတေချာကိုရိုက်ပေးကြတာဒါကတော့ coffee တောက်တဲ့ရှူတင်မနေ့ကကို coffee လေးနဲ့စတင်ပြီးတော့ breakfast ကျွေးတာဒီတစ်ခါတော့လက်ဖက်ရည်ပါစုံနေရောပဲအရန်စားကောင်းတာဒါ collagen တိုးလို့ရည်တဲ့ စားဖို့ပြန်ပါမလားစားဖို့ပြန်ပါမလား စားရောကနေလိုက်တယ်စားလို့ရဲရှိမယ်ဆိုရင်မသိဘူးတင်လိုက် စားတော့သိစီပြီးတော့ပြန်ပါပြီ။